တင်မားလေးတွေတင်းရင်ပြီးတော့အနောက်ကိုလုံးပြီးတော့ထွက်ချင်နေဆိုရင်တော့ဒီလေ့ကျင့်ခန်းလေးကိုလည်းကစားပေးမှဖြစ်မယ်နော်မင်္ဂလာပါတီချင်တော့ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့တင်မားလေးနောက်ကိုထွက်ပြီးတော့လှနေဖို့အတွက်ထိရောက်တဲ့ကစားတစ်မျိုးကိုဝေမျှပေးထားပါတယ်အမကဒီကစားနည်းမှာတော့ဘူဒီပန်လေးကိုအသုံးပြုပြီးတော့ကစားပေးထားပါတယ်ဘူဒီပန်မရှိတဲ့သူကအလွတ်ကစားပေးလို့ရပါတယ်အရင်ဦးဆုံးခန္ဓာကိုယ်ကိုလေးဘက်ထောက်အနေထားနေပြီးသွားပြီဆိုရင်ပိုဆော့မဲ့ခြေထောက်ကိုခြေပွားလေးနဲ့အပေါ်ကိုကန်တယ်လို့မျိုးမြှောက်တင်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးခြေထောက်ကိုအပေါ်ကိုကန်တဲ့ခါကျရင်အဓိကကမမရဲ့ခါးကြီးကကော့မသွားဘူးအရေးကြီးရဲ့1 byte တို့ခါးတို့တောင့်ထားဖို့တော့အရေးကြီးပါတယ်ကိုအသုံးပြုမဲ့တင်မားကြွက်သားလေးကိုပဲအာယုံစိုက်ပြီးတော့ဆော့ပေးပါကစားနည်းလေးကိုတော့ဘယ်ဘက်ကိုအကြိမ်20ညာဘက်ကိုအကြိမ်20နဲ့ဘယ်ညာမှတကြော့လို့သတ်မှတ်ပြီးတော့စုစုပေါင်း3ကြော့ကစားပေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးကပြုံးမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြုံးမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်တက်မလာပါချန်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်